တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်ကောင်းပေါင်းတို့ကိုယ်စိတ်နှလုံးသုံးပါကျမ်းမာချမ်းသာကြပါစေတရားတော်များနာယူမှတ်သားရင်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပြီးအားပေးကြပါအောင်ခင်ဗျာဒါရင်းကိုကဲတင်ခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ကောင်းမြတ်တဲ့မင်္ဂလာချိန်မှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေကထုံးထုတ်ပြီးတော့အနည်းသာမီတုတ်တန်ကိုဒါရင်းကိုကဲတင်ခြင်းဆိုတဲ့ဒီနာမနဲ့ဘုန်းကြီးဟောမှာဖြစ်ပါတယ်။ဒီဥစ္စာဘုရားမြတ်စွာရဲ့အာကရုဏာကိုအာရုံပြုပါကြည်ကျူးဖက်ဆိုအပ်သောဝန္ဒနာပနာမအာဒီသဂါထာဖြင့်တရားဝဲကိုစတင်ရရအောင်ယောကပကောတိဟိတိယပနိယံကာလံကရုံသောအတိဒုက္ခရာမိဒေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ္တာယောနာသောဝိနိယမြာစွာတတ္တဝါဤသံဃာရှိစွာလိုလားတောင်းတကုံပေါင်းခါသည်ဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဗျာသည်အဘဂတိတိဂရိကဗအယေတတင်သာတို့ဖြင့်တော်လဲအပ္ပနိယံရေတတိုင်းတာဖော်ပြခြင်းမှာမစွမ်းနိုင်ပါသောအာလံလေးအပင်ခြေသိမ့်နေကဘာရှိကြသောကာလကလုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးဟာအတိဒုက္ခရာမိဥစ္စာအသက်ရှင်နေအင်္ဂါမေတ္တာကြီးမှသမိတန်ရင်တထာဇနီဆွန်ရင်ကြီးကိုယတိထွယ်လာတဲ့အစုအလုံးခဲရင်တော်မူလို့ကိုဘရံတော်ဘုရားဖြစ်ရန်ဤတန်ကျိုးကိုအာထုတော်မူရသည်ဖြစ်၍ဒီရလက်ချင်းမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းတို့ဘတော်ဘဝတဏ္ဍာချိန်ခံများစွာရောက်တော်မူခဲ့ရရှာလေသည်အာကရုဏိကတတ္တဝါများရင်ဝေသာကဲ့သို့သနာဖြစ်ခြင်းမဟာကရုဏာရှင်ဖြစ်တော်မူသောအသနာထသဝိနိယများစွာတတ္တဝါဤသံသာစီခွာလိုလားတောင်းတကုံပေါင်းခါသည်ဖြင့်နာထမိညာထိုရှင်တော်မြတ်ဖရာအားမြတ်မောယုတိကြောင်းကြော့မံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုကဝတုစင်စစ်မသွေဖြစ်ပါစေတည်းဒီကံရင်းကိုကဲတင်ရင်လောကမှာဘာသာတရားကိုယုံကြည်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်စီဘာသာတရားကိုယုံကြည်ကိုးကွယ်မှုမရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စီဒီလိုဆရာလူတိုင်းမှာဘဝခရီးဆောင်လန်းတဲ့အခါမှာဩဝါဒအနုသာသနီဆိုတာအမှန်တန်လိုအပ်ပါတယ်သုံးပါလူကြီးသူမတွေရဲ့သုံးပါစကားသုံးပုံယဟန်တန်ဃာတွေရဲ့သုံးပါစကားအဲဒီသုံးပါဩဝါဒဟာလမ်းမနေတဲ့ပုဂ္ဂိုလ်တယောက်ကိုလမ်းမှန်လို့ရောက်အောင်ပို့ဆောင်ကဲတင်လိုက်တာဖြစ်တယ်ဘုရားမြတ်စွာရဲ့သာသနာတော်မှာတခြားနည်းနဲ့ကဲတင်တာမျိုးမရှိပါဘူးလမ်းမနေတဲ့ပုဂ္ဂိုလ်တယောက်ကိုလမ်းမှန်လို့ရောက်အောင်သုံးပါးစကားပြောကြတယ်ဉာဏ်ပေးတယ်ဉာဏ်ကောင်းတွေပေးတယ်ဘယ်လိုနေရမလဲဘယ်လိုထိုင်ရမလဲဘယ်လိုနေသင့်တယ်ဘယ်လိုထိုင်သင့်တယ်ဘယ်လိုဆိုတော့လုပ်သင့်တယ်ဘယ်လိုကမလုပ်သင့်ဘူးဆိုတဲ့ဉာဏ်ကောင်းလူကြီးမိဘဆရာသမားများရဲ့အဆုံးအမဩဝါဒသူဆုံးမတာဟာကဲတင်တာတစ်မျိုးပါပဲဘုရားမြတ်စွာရဲ့သာသနာတော်မှာဘုရားလက်ထက်တော်က
လာတော့ကဘိုးအိဋ္ဌိပတ်ဆိုတာ3မျိုးရှိတယ်ဘိုးပြာတိ3မျိုးရှိတယ်အပန်းတကူအပန်းထက်တာတွေချင်းထူထူပဲအဲ့ဒီ3မျိုးကဘာလဲလို့ဆိုရင်နံပါတ်1ကဣဋ္ဌိပါတိဟာရိယရေရှိမိုးပြန်အမျိုးမျိုးပုံစံတွေနဲ့အန်ဆင်းပြနိုင်တဲ့အစွမ်းတတ္တိတစ်ခုအဲ့ဒါကဣဋ္ဌိပါတိဟာရိယလူသူတယောက်ကိုဆဲဆောင်သိမ်းသွင်းတဲ့နေရာမှာရေရှိမိုးပြန်တကူခံတွေအမျိုးမျိုးပြပြီးတော့ဆဲဆောင်သိမ်းသွင်းတဲ့ဒီကတနည်းရှိနောက်တစ်ခုကတော့အာဒေသနာပါတိဟာရိယလို့ခေါ်တယ်အာဒေသနာပါတိဟာရိယဆိုတာဒီဘာတွေကျွေးနေတယ်ဒီတယောက်ရဲ့စိတ်အကြံစီတွေကိုအသက်ဟောနိုင်ဒီတယောက်ကိုယ်ကြည့်ရောက်လာပြီဆိုရင်လမ်းမှာဘာတွေစဉ်းစားနေတာမဟုတ်လားအခုဘာလို့မလို့လာတာမဟုတ်လားစသဖြင့်လူတယောက်ရဲ့စိတ်ကိုအတိအကျညွန်ပြပြောဆိုနိုင်တဲ့အစွမ်းတကူအာဒေသနာပါတိဟာရိယနောက်တစ်ခုကအနုသာသနိပါတိဟာရိယဒီလောကလုပ်တဲ့နဲ့ဒီလောကမလုပ်တဲ့ဒီလမ်းသွားတဲ့နဲ့ဒီလမ်းမသွားတဲ့လုပ်တဲ့မလုပ်တဲ့ဒီနှစ်ခုကိုဖယ်ထားပြီးမလုပ်တဲ့နာလို့ဆောင်းရမလုပ်တဲ့နာလို့လုပ်ရရှောင်ဖို့ပေါင်ဖို့ဒီနှစ်ခုဖယ်ထားပြီးတော့သုံးမှနားဝင်အောင်ပြောတာအနုသာသနိပါတိဟာရိယအဲ့ဒီအစံတကူ3မျိုးလုံးဟာပါတိဟာရိယ3မျိုးလုံးဒီနေရာနဲ့စံတက်တာတွေရှိတယ်။မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကယဟန်တန်ဃာတွေကိုရေရှိုးမိုးပြန်တကူခံနေတဲ့အမျိုးစုံလုပ်ပြီးတော့တူတယောက်ချင်းချောက်တာတို့စီယုံတာမျိုးနဲ့မလုပ်နဲ့တဲ့ဒီလမ်းမှာမမှန်ဘူးလို့ဣတိပါတိဟာရိယကိုသုံးချပြီးလူတယောက်ကိုဆုံးမရတယ်အဲ့တော့တရားသိခင်သူတော်မြတ်ပြိဿတွေကပြောပါလိမ့်မယ်။နန္ဒောပဏ္ဏနဂါမင်းကြီးကိုသင်္ဘောကလံသုံးမခဲ့တယ်မဟုတ်လားဗျာအဲ့ဒါအိဋ္ဌိနော်သို့တော်လည်းအလွန်လိုအပ်တဲ့နေရာမျိုးမှသာလေမာနကျိုးသွားအလွန်ကက်ထန်တဲ့မာနရှိတဲ့ပုဂ္ဂိုလ်တွေမာနကျိုးသွားအောင်ဓမ္မယံအားသုံးတယ်သို့တော်မြတ်စွာဘုရားသိပြီနောက်တစ်ခုကအာဒေသနာပါတိဟာရိယဒီရဲ့အတွေ့အကြုံအကြံတွေစိတ်ကူးတွေကိုအပြောပြနိုင်တဲ့အာဒေသနာပါတိဟာရိယမျိုးနဲ့လဲတဲ့လူတွေမကြည့်အောင်လို့တရားဆွင့်ကြည့်ပြီးတော့ကျင့်တဲ့လုပ်ငန်းတစ်ခုကဘာလို့အနုသာသနိပါတိသုံးမှဖြစ်တယ်။ဘာဖြစ်လို့ရှင်းတဲ့ခုကိုမြတ်စွာဘုရားကမလုပ်နဲ့မလုပ်တဲ့လူလို့အလေးရှိတယ်လို့ဆိုလို့လောကီပညာရက်တွေနဲ့ရောထွေးကုန်လို့လောကီပညာရက်တွေကလည်းလူအတတ်လူရဲ့စိတ်ကိုသိနိုင်တဲ့အတတ်ရှိတယ်။ဒီလိုမျိုးခံသိကြနိုင်တဲ့အတတ်ပညာတွေဆိုတာလည်းတစ်ချိန်လုံးကထုံးပါလို့အဲ့တော့လောကုတ္တရာရဲ့လူရဲ့အနှစ်သာရအံကိုးတွေကိုဟာတွေနဲ့ရောထွေးပြီးတော့သွားမယ်။ဒါကြောင့်မြတ်စွာဘုရားအဲ့ဒီဣဋ္ဌိပါတိဟာရိယနဲ့အာရိသနာပါတိဟာရိယကိုများများအသုံးချတယ်အသုံးချတဲ့ညာကတော့အနုသာသနိပါတိဟာရိယသုံးမရမယ်နားဝင်အောင်ပြောအဲ့ဒါဟောတယ်တရားကိုယ်တော်လည်းဒီနည်းကိုသုံးချဉာဏ်တော်များကိုလည်းဒီနည်းသုံးချအခါတော့ဘုရားမြတ်စွာလက်ထက်တော်ခန္ဓာလာတော့ပါတတိဖို့ဒီကနေ့ပါတနာလို့ခေါ်တဲ့မြို့မှာပေါ့ပါတတိဖို့မှာဒါတယောက်ကသာသနာ့ကိုသူသိကြည့်နေတယ်ဒီယိုတိတဲ့ကဘုရားကိုလာပြီးတော့ရှောက်အရှင်ဘုရားတဲ့လူတွေကြီးတယ်ပို့ပြီးတော့သာသနာကြည်လို့အောင်အဲဒီပါတတိဖို့မှာသဘောပြမဲ့ကိုတော်တစ်ပါးတော့ခံထားပေးပါလူတွေကြည်ရုံလို့ဟုတ်ကဲ့အဘိုးမျိုးမျိုးခံသိကြမယ်ဆိုရင်လူတွေဟာသာသနာကိုဒီတဲ့ကိုကြည်လို့လာနေတယ်သူသိတယ်မြတ်စွာဘုရားကအဲ့ဒါ၃ချိန်လျှောက်တယ်ဘုရားက၃ချိန်လုံးပဲချတယ်မလုပ်ပါနဲ့မသိတယ်အဲ့လိုပဲလေသူတကာကလည်းရင်းနှီးမှုကိုအကြောင်းပြုပြီးဘုရားအပေစမ်းနဲ့၃ချိန်ထိဆက်လျှောက်တဲ့မြတ်စွာဘုရားဣ
တိပါဠိဟာရိယနဲ့အာရိဒနာပါဠိဟာရိယဒီနှစ်မျိုးဟာသင်္ကာမမိဝိဇ္ဇာလို့ခေါ်တဲ့လောကီအတ္တပညာတွေနဲ့ရောထွေးနေတယ်နောက်ကြလို့ချင်းယဟန္တာအစ်စ်တွေ့အောင်ကဒါကအောက်လန်းဆရာကြီးခင်မာရဲ့အထက်လန်းဆရာကြီးခင်မာရဲ့ဆိုပြီးတော့တကယ်တရားသူတရားမြတ်တွေကနေလူသွားနိုင်တယ်ဒီဒါကြောင့်မို့ဣတိပါဠိဟာရိယတို့အာရိဒနာပါဠိဟာရိယတို့ဒါတွေကိုသုံးမထားဘူးအနုသာဂလိပါဠိဟာရိယသုံးမတာဟာအဓိကအမှန်တမ်းအရေးကြီးတယ်အဲကြောင့်မို့လို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကဩဝရိယနိတာတိယအတ္တဘာသနိဝရယေယတိနိသောပုယောဟောတိအတ္တတံဟောတိအပိယောဩဝရိယဩဝါဒပိယယေနိတာတိယသုံးမသွန်သင်ယာဤဒီပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ပြည့်တဲ့အခါမှာဩဝါဒပြီးပါအကျဉ်းဉာဏ်ပြီးပါဩဝါဒဆိုတာအကြောင်းကိစ္စမပေါ်ခင်မှာကြည့်ချင်းပြီးတော့ပြောတာဒီဒါတော့လုပ်တဲ့နေဖြစ်ဒါတော့မလုပ်တဲ့နည်းဆိုပြီးတော့အကျဉ်းဉာဏ်ပြီးတာဒီလိုဆိုဩဝရိယဩဝါဒပိယဤအနုသာတိယသုံးမသွန်သင်ယာဤသုံးမသွန်သင်တယ်လို့ဆိုတာအကြောင်းကိစ္စပေါ်လာတဲ့အခါမှာဒီအမှုမျိုးကဖြစ်တဲ့ဒီအမှုမျိုးကတော့ဖြစ်တဲ့သတ္တတိဒီလိုပြောတာမျိုးကိုဆိုဩဝရိယဩဝါဒပိယိနိတတေယသုဘသံတေယအတ္တဗံဝဲလေကောင်မှမတင့်တယ်တဲ့အမှုကိစ္စမှာဒီဝရရေးရှားမြစ်ရ၏လူလေကောင်မှရှက်ပြကိစ္စတွေကိုအတ္တဗလို့ခေါ်တယ်လူလေကောင်မှမကြော်တဲ့အလုပ်တွေလူသားတို့ကြောင့်မှမတင့်တယ်တဲ့ကိစ္စမျိုးတွေအတ္တဗဝဲမဝင်တဲ့ကိစ္စအတ္တဗမတင့်တော်တဲ့အမှုကိစ္စမှာဒီဝရရေးရည်စားရ၏တတံဟိသောပိယောဟောတိသောတုသုံးမဩဝါဒပေးတဲ့စကားကသောတုသုံးမဩဝါဒပေးတဲ့ပုဂ္ဂိုလ်တတံစိတ်ကောင်းနှလုံးကောင်းရှိတဲ့သူရောကောင်းတို့ကသူရောစိတ်ခင်လေးနဲ့ကြပြီးတော့အတတံစိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေကတော့အပိယောမဖြစ်အပ်ပြီးဟောဒီသင်္တဲ့တွေဖြစ်ပါလေတော့ဣတိတဘဝရှိဘုန်းတော်ပဲခင်ရှင်တော်မြတ်ဖရာသည်ဩစာကောင်းစွာမသိဟောကြားတော်မူခဲ့ပါပေတည်းလူတိုင်းနဲ့ဆိုင်တဲ့တရားရက်ွက်ထဲမှာရှိလို့ရှင်လည်းဟုတ်လားရက်ွက်ထဲကလူကြီးတွေကကိုယ့်ရက်ွက်ထဲမှာနေတဲ့ထိုင်တဲ့လူငယ်လူရွယ်တွေကိုအချမ်းချမ်းပေးရတယ်သုံးမရတယ်ဒီလိုတော့မနေကြနဲ့ဒီလိုတော့နေကြဒီလမ်းမသွားကြနဲ့ဒီလမ်းမသွားကြဒီလောကလုံးတဲ့နဲ့ဒီလောကမလုံးတဲ့ဒါကတော်တယ်ဒါကမတော်ဘူးတော်ဤမတော်ဤလုံးတဲ့မလုံးတဲ့ဒါလေးတွေကိုပြောရတယ်တဲ့ပြောပြီးတော့မတော်တဲ့အလုပ်ဆိုလို့မြေသားပေးရအဲ့ဒါလိုမြေသားတဲ့အခါမှာလူတိုင်းကတော့လက်ခံမှာမဟုတ်ဘူးတဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဒီလိုမြေသားပြီးတော့သုံးမဩဝါဒပေးတာအကြံပေးတာရှင်းရချက်စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်ကတော့မရှင်းရပြီဘူးတဲ့အဲ့ဒါကိုထက်မစင်စားပါနဲ့နော်ကြိုက်ပြီးဖြစ်စီမကြိုက်ပြီးဖြစ်စီသုံးမဩဝါဒပေးပါတဲ့မကောင်းတဲ့အမှုအကြောင်းပါလို့ဆိုဒီတခါကြီးကိုကဲတင်နေဆိုတဲ့စင်္သာရိပုတ္တရာမထေရဒီကြောင့်သူနဲ့အမတန်မှရင်းနှီးတဲ့တခါကြီးတူကဓနင်းသာမီလို့ဓနင်းသာမီလို့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကသာဝတ္ရာဇထုကြီးဝိရုံကျောင်းမှာမင်းကောင်းတယ်စင်္သာရိပုတ္တရာမထေရကယဟန်ဒီများစွာဆံရန်ပြီးတော့အာသဂျုဆိုတာအလုံးကြားဖို့ကြတဲ့အတိုင်းကျောင်းသားလုံးပါကိုအာသဂျုလို့ဆိုတဲ့အတိုင်းကျောင်းလေးပတ်ရန်ဝမ်းထားတယ်ဒီကနေ့ဒီအိန္ဒိယရောက်ပြီးတဲ့ပုဂ္ဂိုလ်တွေတွေ့တယ်ကျောင်းသားလုံးပါကိုအာသဂျုကျောင်းသားလုံးရဲ့အတင်းထဲမှာတည်ထားတဲ့လူကြီးအဲ့ဒီတို့ရဲ့တောင်ဘက်မှာရှိတဲ့တောင်ကြီးရဲ့အမည်ကပန္ဒဝလို့ခေါ်အဲ့ဒီပန္ဒဝတောင်ရဲ့ဟိုဘက်မှာကြီးရွာတွေနယ်တွေရှိတယ်စင်္သာရိပုတ္တရာမထေရကအဲ့ဒီအချိန်မှာယဟန်တန်ဃာတွေဆံရံပြီးတော့အဲ့ဒီဒက္ခိဏဒေဝီလို့ခေါ်တဲ့ပန္ဒဝတောင်ရဲ့တောင်ပိုင်းနယ်တွေဘက်ဒီသတ္တတွေတွားရှိပြီးခဲ့တယ်။ဘာ
Adadati ma wajulu. Sindari Bodra, Shia, Devina, Siri Devi. Hand or the Baha. Kailele, Sayana. Sayana, Sindari Bodra, Matijaka. Other Yoga, Nare, Kuro, Soro. That's what they are, Jansanga, Jambira. The Jimmy. I think that's what the other came from the Geo, Samai, Kauna. For Avila, Shia, last day. Yes, what the other Sama, for Avila. Yes, the Anna Manita, Sangario, Komuchama, Samajava, Sindari Bodra, do that with an Yindi, the higher company. That's a Juju, the carbon, so then and leadership, Hamadi. Every soldier leader can do that Bali, the Galu. Until Candula Bali, the Galu for and then they can have a tango lady that any number, some 80 pound you have, some deeper people. Eddie the Gawa, and then they have a tango lady that some 80, some people can't have it, some young and loaded the animal, can do that Bali, can do that Bali, Bali, can do that, some 80. Some 80 season Tanabi, some baby, young, candy, young candy, some big and down. Every Dandula Palima in the Ibo Dramatician, alone you need it, and then Sani Serena. I don't know in the Ibo Dragakana, Swala regular the meeting. For all every Dandula Pali to the car and Lima made it. And then Sani Serena of the Pita, you are done by Icona. Oh my God. Every Sani Serena. The name Malay of Mesa. The young Nilan Jata at the radio, Lily, Maliveshi, Amo Ionel, your video, Jimmy, the Toku, Ocean Logan. Ocean Logan, the editor of Mahopene. The name Malay of Mesa. The young Nilan Jata, Nitayan. The Nesani Ponaja, Melade Kajara. Agalu Kuroga, Babylon. As in the other, the Nizani Pona, Bemani, Apamada, Mamina Leo, Nivamane, to Jola, no? Janizani Ponadina, Janizani, Yamano, Razana Nitaya, Yamana, Havadi, you know that. Mayene found you, and the also the Mayene found you, do lose Sanida. They don't want to need a hope. And I see the people in a found you, Ludu Tanani, lose Sanida. Ludu found you, Payan and lose Sara. Yamana Gabi, Nesaya, Razana, we look at it. Razana, Nesaya, Yamana Gabi, you look at it. That has a long boundary of the Lusa. And the Lusa, laying out to us and do not probably the Gamma made us, can you think what you somewhere can Ayasi ship, no? And the body being an idiot, a conny lady of South Kanye, hey, Asia, India, a conny. I answer the dingo. Allah said him at the end to look at it, and you are in it, no good, upon a book of it to be had him, Allah, Martin of Sam. One day, and Martin, the low barnet, Yahoo, have been made. Rather than Nataya, you know not how to you look at it. And you know, found it a tendency that is a loser. Yahoo, Harry, in my man. The year cannot lesson be Canary to a yacht. They will love me, and then Samia. The cat, you do the head at a Kajaro, Kayansi, Bello Jordan. Even if Mokong, Boomacong, Marseille, and the pressure. At a Jamalo, the many Yama account the name of Peter, who came well of her yard. I Lujan, huh? I don't know who can lay Yadi. He will find it, the Female Apamada.
မေ့မလျော့နေတာဟုတ်မလို့ဗျာအဲ့တော့သတင်းကြီးလို့ဘုန်းကြီးတွေတောင်သိနော်ရာဇနနိတယယမနာဂပတိကေဝိလုံပတိယမနာဂပတိကေနိတယရာဇနဝိလုံပတိရာဇနမင်းကြီးကိုနိတယအမိပြုပြီးတော့မှယမနာဂပတိတေတိုင်းလူကြီးသားတို့ကိုဝိလုံပတိလူရဲ့၍လေလူရဲ့ပစ္စည်းလူယမနာဂပတိကေတိုင်းလူကြီးသားတို့ကိုနိတယလူကြီးရဲ့ရာဇနမင်းကိုဝိလုံပတိလူရဲ့၍လေနာရီမပါဘူးတဲ့အဖြစ်ကအဲ့ဒီဒလင်းစာမီပုံနာကြီးဒလီဟာအရင်ကရာတရားအမတန်ကောင်းတယ်အကျင့်စာရိတ္တကောင်းရိုးရိုးကောင်းတဲ့ဒလီတွေဟာလည်းမကြခင်ကဆွဲနေသွားတာဒါကြောင့်မို့လို့ရာတရားမရှိတဲ့အကျင့်စာရိတ္တဘက်ကနေဉာဏ်ရှင်းတဲ့အတ္တအခုလားရာတရားနည်းပါတဲ့အများပေါ်မှာမဲ့ညတတ်မှုမရှိတဲ့အမျိုးကသရုပ်သမီးတယောက်ကိုဒီကနောက်ထပ်အိမ်အောင်ပြုထားတယ်။ဒီတဲ့ရင်ကိုရှင်သာရိပုတ္တရာကိုကြောက်လိုက်တာ။ရှင်သာရိပုတ္တရာကြီးကညီးကြတယ်။အေးဒလင်းသာနေကြီးဒီလောက်သိုးနေတာဆိုတာကြားတာမကောင်းလိုက်လေဒီတရင်သူကြားလိုက်ရတာမကောင်းလိုက်လေချင်းတရင်သူကြားလိုက်ရတာဖြင့်မကောင်းလိုက်လေချင်းအေးတစ်ချိန်ကြလို့ရှိရင်ဒလင်းသာဒီပုံသားနဲ့ငါတွေ့လိုက်ခြင်းတွေ့ပြီးတော့စကားတစ်ခွန်းနှစ်ခွန်းပြောတယ်သူနဲ့ဆွေးနွေးတိုင်းပင်နေတယ်လို့ရှင်သာရိပုတ္တရာမထေရကပြောတယ်။အဲဒီလိုပြောပြီးတော့ရှင်သာရိပုတ္တရာမထေရဟာယက္ခိနာဂီရိမှာလှည့်လည်ပြီးတော့ဒီဆုံးတဲ့အခါမှာဘာတတိကြီးပြန်ကြွ။ဘာတတိကြီးပြန်ရောက်လာတဲ့တကြိုင်နဲ့ပဲ။ဒါနဲ့မိုးသောအလင်းရောက်လို့ဒိဋ္ဌိကပြင်ဆင်ပြီးတော့ဘာတတိကြီးလည်းဆုံးလာဝင်။ဒီတုန်းကဘုရားလက်ထက်ကတော့ဆန်းဆန်းပြီးတော့ဘုံမေးကြတာပဲ။ဒါနဲ့သောဆုံးကဝင်ပြီးတော့ဆုံးခံရတာလေးဘုံမေးပြီးတော့ရှင်သာရိပုတ္တရာမပြေကြဆုံးခံရတာလေးပြန်ထွက်။အဲ့ဒီအချိန်မှာဒီဒလင်းဇာနီကဘယ်ရောက်နေတယ်ဆိုလို့ရုပ်ပြင်ကလက်ချံကထုမှာသွားပြီးတော့နွားလို့ညစ်ခိုင်းနေတယ်။လက်ချံရောက်နေတယ်သွားကြည့်ချက်။အဲ့ဒါနဲ့ရှင်သာရိပုတ္တရာမထေရဒလင်းဇာနီပုံနာကြီးနဲ့သူတကာအရင်သူတကာကြီးနဲ့တွေ့ချင်တဲ့အဲဒီလက်ချံလိုက်သွားအဲ့ဒါတဲ့အခါကျတော့ရှင်သာရိပုတ္တရာလည်းမြင်ရောဟောသာရိပုတ္တရာရှင်တရားသာရိပုတ္တရာဤတော်ဤရသို့အေဟိနာကိုတော်ဒီကြွသူကလှမ်းခေါ်တယ်လှမ်းခေါ်ပြီးတော့ပယောပိယတံနို့လေးဖုံးပေးပါအောင်နဲ့နို့တောက်ပါအောင်ရှင်တရားပြီးတော့သုံးစားတာတော့နဲ့ပြောတော့ရှင်သာရိပုတ္တရာမထေရကငါပြောတော့ငါဒီနေ့သုံးစားပြီးပြီတဲ့သုံးကိစ္စပြီးပြီသုံးစားတော့ဘူးအဲ့တော့ဒီနေ့နေ့အချိန်မှာငါသိထားခဲ့ရှင်သာရိပုတ္တရာ။အတော်တန်တစ်ခုတည်းကစစ်ပင်တဲ့အောက်မှာငါတနေ့လုံးရှိနေတယ်အဲ့ဒီလာပဲ။ဒီခါရင်းကိုကဲတင်ရတော့နော်။သူကမဟုတ်တာလေတော့။အဲဒါကြောင့်မလို့ငါစစ်ပင်ရင်းမှာတနေ့ကုန်ရှိနေတယ်နဲ့အဲ့ဒီလာပဲလို့ဆိုတော့ကောင်းပါပြီ။ရှင်သာရိပုတ္တရာမထေရကလည်းသူကလည်းပုံနာမျိုးအဲ့တော့ဒလင်းသာလီကလည်းပုံနာမျိုးအမြဲတမ်းရင်းနှီးတယ်အဲ့ဒါနဲ့သူတကာရင်းကိုရှင်းထားတယ်ရှင်သာရိပုတ္တရာမထေရကစွမ်းမြင်ပြီးတော့အဲ့ဒီသက်သေအောင်ရင်းတော့ဟောလည်းလုပ်ငန်းကိစ္စတွေပြီးတဲ့အခါကျတော့ဒလင်းသံဃာပုံသားကြီးကရှင်သာရိပုတ္တရာချိန်ထားတဲ့နေရာမှာတော့နောက်ရောက်ချင်းအဲ့ဒီမှာစကားသမီးနည်းနည်းပါးပါပြောပြီးတော့ရှင်သာရိပုတ္တရာဗာမေးတယ်ဒလင်းသံဃာပုံသားဒီစီတဲ့နဲ့လေအပမတော်မလေးမလျော်ဒီအတိရှိရလားဒီကောင်းကောင်းနေရလားတဲ့မေးနော်မလေးမလျော်မပေါ်မစားတရားနည်းလမ်းစကြမင်းကောင်းကောင်းနေရလားလို့ပြောတော့ဒီနေ့သာဒီပုံသားကြီးကပြန်ပြောတော့ဘာသာရိပုတ္တရာအိုရှင်သာရိပုတ္တရာသူတို့အဘယ်မှလည်းအမကန်တတိတော်တို့ရဲ့အပမတော်မလေးမလျော်မှုဆိုတာရှိနိုင်တယ်သူတော်တဲ့တတိတော်ဘယ်မှလည်းမလေးမလျော်နေလို့ဖြစ်လေရှင်ကြီးတွေပေးတာဟုတ်လားယေတံတော်ရှင်တတိတော်တို့အမတာပိတတော်မိဘနှစ်ပါးတို့ကိုပေါ်တိတာကိုကျွေးမွေးရတယ်တတိတော်တို့ရိုးနေလို့ဘယ်အမေအဖေတွေကျွေးတော့မလို့ဗျာတတိတော်မှာတာဝန်တွေကအများကြီးတယ်အမေအဖေကျွေးဖို့တာဝန်ရှိတယ်မာတာပိတတော်မိဘနှစ်ပါးတို့ကိုပေါ်တိတာကိုကျွေးမွေးရမှာဖြစ်တယ်ဟ
ဘုဒ္ဓဒါရောသာမယာကိုလည်းပဲကောတိတတ်တော်ဆွေးနွေးရတယ်သာသကမ္မကရာကျွံအမှုလို့ဒိဋ္ဌာလုံငန်းလုပ်တဲ့အလုပ်သမားတွေကိုလည်းပဲကောတိတတ်ပါဆွေးနွေးရတယ်ရိုးရိုးနေလို့ဒီခေတ်ကြီးထဲမှာရိုးရိုးကြီးပွားချစားလို့မရဘူးကိုတော့တဲ့ပြီးတော့ဘယ်မှာလဲရှင်ဘုရားပြောတဲ့မမိတ်မလည်းရောမပေါ်မဆကောင်းတဲ့တရားတွေနဲ့နေနိုင်မှာမလို့ဒီတော့ကအမွေကျွေးရတယ်သာသမီတွေကိစ္စကျွေးရတယ်နော်အိမ်မှာအလုပ်သမားတွေကျွေးရမေးရတယ်ကာရင်လားဆိုမကဘူးမေတ္တာမေသနာမေတ္တာမေသကရဏီယံတတ္တဗံမေတ္တာမေသနာမေကျေအပေါင်းအသင်းတို့ရဲ့မေတ္တာမေသကရဏီယံအပေါင်းအသင်းတွေလိုရမယ့်ကိစ္စကိုလည်းပဲကတ္တဗံလုပ်ရသေးတယ်ဒီပြီးတော့လုပ်ရတာဒီစိတ်တင်္ဂါတွေလာလို့ကျင်လည်းသူတို့နဲ့တရားဒီလိုလုပ်ရသေးတယ်အဲ့ဒါမရှိဘူးလို့လုပ်ကြတော့အာမှုရှားတာပဲတဲ့ရတယ်နည်းယာတိသာလောဟိတနာဆွေမျိုးသားချင်းတို့ရဲ့ယာတိသာလောဟိတကရဏီယဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့အလုပ်ကိုလည်းပဲကတ္တဗံလုပ်နေရတယ်ဒီလိုမျိုးတွေအတွက်လည်းပဲတတိတော်ကလုပ်တဲ့လုပ်လိုက်တာလုပ်ရတာပဲဒီလည်းပဲလောကမှာလူမှုရေးတွေကအလုံးများကြဟုတ်ကဲ့လူမှုရေးတွေကအလုံးများတာအရက်သေးနေတဲ့ဒီကပိုသိတယ်ကိုမင်္ဂလာတော်ဖိတ်နေတော့မကောင်းဒီလူလေးကဖိတ်နေတော့မကောင်းနော်မကောင်းမကောင်းမလူမကောင်းမပေးမကောင်းတွေကများအဲ့တော့ပေးရကံရသူရတန်းရသူချင်းမရလို့မဟုတ်ဘူးမကောင်းလို့လုပ်ရတဲ့ကိစ္စတွေကလောကမှာအများကြီးနော်ဒီတတ်တဲ့ဘုံလို့သူပါလဲလူမှုရေးကိစ္စတွေကအများကြီးဒါလည်းမကဘူးအတိတိနာဧည့်သည်တို့ရဲ့တိတိကရဏီယဧည့်သည်တွေပေါ်မှာလိုရတဲ့တောင်းကိုလည်းပဲကတ္တဗံလုပ်ရတယ်။ကိုမှကိုယ်အိမ်မှာဧည့်သည်လာလို့ပါဗာလေးညာလေးမတွေ့ဘူးအဲ့ဝမပြေဘူးသူဧည့်သည်ကကြီးလာရင်ကိုယ်ကုန်နော်ဧည့်သည်သေးသေးလာရင်စိတ်မကုန်ဧည့်သည်ကြီးများလာလို့ရှိရင်စိတ်ကြီးကုန်ပါဟောတယ်လိုက်ကျွေးရတဲ့ဧည့်သည်မျိုးရှိသေးတာဟုတ်အေးဧည့်သည်တွေအတွက်လည်းပဲမလုံးမဖြစ်ဘူးဗျာတဲ့လုပ်ရတာဒါလည်းမကဘူးပုဗ္ဗပေတနာဆွဲလုံးနေစာရောက်သွားတဲ့ဆွေမျိုးတွေကိုလည်းပဲရည်သူဒီပုဗ္ဗပေတကိစ္စကရဏီယံဆွေမျိုးတွေဆွဲလုံးသွားတဲ့ပုဂ္ဂိုလ်တွေရဲ့နေတဲ့အမှုကိစ္စကိုလည်းပဲကတ္တဗံပြုရတယ်ဆွေမျိုးတွေကဆွဲလုံးသွားလို့ရှိရင်ဩဘုဒ္ဓရဲ့နှစ်ပတ်နဲ့ဘဝရဲ့နှစ်ပတ်နဲ့ဒီလိုကလည်းမလို့မဖြစ်ဘူးဘုန်းကြီးတို့တိရိနိုင်ငံနေတဲ့ကသုံးကားတွေလိုက်ရတယ်လိုက်တဲ့ညသုံးကားတွေကနှစ်ပတ်နယ်နဲ့ရပတ်နယ်တွေကြီးတဲ့ဘုန်းကြီးတတိထားပြီးနံပါတ်ကြီးတို့သရကုန်းလို့မရှိသရကုန်းမရှိဒါကအဖွားရဲ့နှစ်ပတ်နယ်ဒါကအဖွားရဲ့လားဒါကအဖိုးရဲ့လားဒါကသားကလေးဘယ်တော့မှသုံးတာဒါကသမီးဘယ်တော့မှသုံးတာစသဖြင့်ဒါကဦးလေးဒါကအတော်နဲ့ဆိုပြီးအဲ့ဒီနိုင်ငံမှာဘုန်းကြီးတို့လိုက်တဲ့ညသုံးကားတွေသနေတနည်းနည်းနေတိုင်းတော့နေနေရှိအဲ့ဒါများဆောင်းသားတွေကအဲ့ဒါလိုရည်သူကျွေးတဲ့ခေါင်းကြီးပဲဒါကိုပုဗ္ဗပေတာနဲ့ပုဗ္ဗပေတာဆိုပြီးဗမာပြည်ကတော့လုံးချင်မှာလို့နော်ဒါပဲစီယိုတို့အိန္ဒိယတို့ထုံးစံတာအဲ့ဒါလုတ်တယ်လုတ်တယ်လုတ်နေမလို့ပုဗ္ဗပေတာနဲ့ဆွေလုံးနိစ္စရောက်သွားတဲ့ဆွေမျိုးသားချင်းတို့ရဲ့ပုဗ္ဗပေတာကရဏီယံဆွေလုံးနိစ္စရောက်သွားတဲ့ပုဂ္ဂိုလ်တွေကိုရည်သူပြီးတော့ပြုလို့ရတဲ့မှုကိစ္စဆိုလည်းပဲကာတ္တဗံလုပ်ရရတယ်မလို့မဖြစ်ဘူးလူကဲ့ရဲ့လေဤသံအမေလေးတွေအမွေအဖေရဲ့အမွေခိုင်းစားဟောလေးတော်တော့နေနေအဖေလေးဆိုပြီးကပ်ဖို့မရဘူးဆိုပြီးကဲ့ရဲ့နေရှိနော်အဲ့ဒါကြောင့်မို့လို့ရမယ်လို့ရတယ်နေလည်းလို့ရတယ်ဒီလိုလုပ်ပြီဒါလည်းမကဘူးတဲ့ဒေဝတာနာဒေဝတာကရဏီယံတတ္တဗံဒေဝတာနာအိမ်တွင်နတ်တွေကိုလည်းပဲဒေဝတာအိမ်တွင်နတ်တို့ရဲ့လည်းပဲဒေဝတာကရဏီယံနတ်တွေကိုပူဇော်ပတ်ပါရတဲ့အမှုကိုလည်းပဲကတ္တဗံပြုနေရတယ်လောကမှာရိုးရာဆိုတာရှိသေးတာနော်ရိုးရာမလုပ်ရင်တခုဖြစ်မှာဆိုလို့ရိုးရာလေးကလည်းလောက်ရသေးတာအုံလေးဆွဲရတာတို့နတ်ကတော့ခေါ်ပြီးတော့သင်ရဖတ်ရတာဒါလေးတွေကလည်းလုံနေတာအဲ့ဒါလည်းပဲပတ်ထန်ကုန်သေးတာဒီဘက်ကလည်းကုန်သေးရှိတယ်ရာဇနံဝိညောကိစ္စကရာဇနံရာဇဝိညောရာဇကိစ္စကရဏိယံပိကာတဗံဝိညောမင်းဣတေရာဇကိစ္စံမင်းကိစ္စကိုကာတဗံပြု၍နေရတယ်ဒီနည်းကြီးကအခံတောင်းပေးရတယ်တွေ့ရတာဖြင့်သွားဘင်းကပေါ်သွား
ဘာကြီးညာကြီးကောက်ရင်ထဲရတယ်ဒီကိစ္စတွေကအများကြီးဒါတွေမကဘူးအယံတိကာယောပိနေတဘောပိနေတဘောအယံတိကာယောဟောဒီဌာနကိုကြီးကိုလည်းပဲပိနေတဘောပိနေတဘောဝါဖြူအောင်လှအောင်ပေါအောင်လုပ်ရသေးတယ်ဒီကတတိတော့ရိုးရိုးကြီးရှားနေတယ်ဘယ်ဝမလဲခုဒီလူတွေနဲ့မတူဘူးလူတွေဒီပေါင်း2500လူဟာတူတူပါပဲနော်လူဟာလူတဘာဝဘယ်တော့မှလူပဲဖြစ်ဖြစ်တူတူပဲပြောလိုက်တာသူကစင်ကြီးတွေသေးတာနော်စင်သာရိပုတ္တရာပြောမေးတဲ့အခါကျတော့မသိမှန်းလို့နေရလားဆိုတော့ဘုရားမမေးမနေအောင်နေလို့ဒီတော့ဘယ်ဖြစ်မလဲနဲ့ဒီအလုပ်တွေနဲ့ပုံကြစိတ်တွေကအများကြီးဒီလိုလျှောက်တဲ့အခါကျတော့စင်သာရိပုတ္တရာမသိဉာဏ်ကပြောအေးကောင်းပြီတင်နေတာဒီတဲ့ငါပြောမယ်မင်းစင်းလားတဲ့ရှင်းစိတ်လေးပါစင်သာရိပုတ္တရာမသိဉာဏ်ကသူပြောလိုက်တာလည်းအချက်ဆက်တယ်ဒီတော့အေးပြေကျွေးရတယ်အားမရကျွေးရတယ်အိမ်ကအလုပ်သမားတွေကျွေးရတယ်သူပြောတင်တာတွေကျွေးရတယ်လက်ဆွေတွေကျွေးရတယ်သူပြောတဲ့အချက်အဲ့တော့စင်သာရိပုတ္တရာကမေးတယ်ကောင်းပြီတင်နေတာဒီတဲ့မိဘအတွက်တရားနည်းများမကြတဲ့အလုပ်တွေနဲ့အသက်မွေးအထမသာရီလို့ခေါ်တယ်အထမသရိယာအထမသရိယာဆိုတာအကုသိုလ်ကမ္မပဋ္ဌာတရားဆိုတာဉာဏ်တော်ပြိတ္တိအလုံးကြီးတဲ့ကိစ္စအကုသိုလ်ကမ္မပဋ္ဌာတရားဆိုတာသူများအသက်ဆက်တယ်သူများဥစ္စာကိုးတယ်သူများအသက်ဆက်တယ်သူများဥစ္စာကိုးတယ်သူတော်ဘာသာနေရာပြမှားတယ်အဲဒီဆိုတဲ့ဝစီတိကရာရီလိန်ပြောတယ်ဆန်းတန်းတဲ့စကားပြောတယ်တူနဲ့တူမကဲအောင်ဘုံတတ်တယ်အပိချင်းစကားတွေတူမရှိတာတွေကိုပြောတယ်ဝစီတိဆိုတာဒီပါသူတော်ဘာတရှိကိုမတရားလိုချင်တော့မှရှိတဲ့အဘိဓါသူတော်ဘာအကျိုးပြည့်စုံအောင်ကြံစည်လုပ်တိုင်းနဲ့ဒါပါတော့အယူမှားတယ်မမှန်ကန်တဲ့အယူလက်ခံထားတဲ့ဒိဋ္ဌာတွေဘယ်တော့ဒီဆိုရတာအားလုံးပေါင်းလိုက်တဲ့အခါကျတော့ဒီဆိုတဲ့7ပါးအကုသိုလ်ကမ္မပဋ္ဌာတရား7ပါးအဲဒီအကုသိုလ်ကမ္မပဋ္ဌာတရား7ပါးကို7ပါးကတမျိုးမျိုးပြုကျင့်တယ်အဘမသရိယာလို့ပြောတယ်နော်အဲဒီနည်းတွေကဒီနဲ့တူဝိကမ္မသရိယာဆိုတာမညမကတော့အဲဒီဒီကံတွေနဲ့အရင်မညမကတော့အဲ့တော့ရှင်သာရိပုတ္တရာကနေအဲကောင်းပါပြီတဲ့မိဘနှစ်ပါးအတွက်မိဘနှစ်ပါးကိုအကြောင်းပြုပြီးတော့ဒီစပိုက်တွေလုပ်တယ်လို့ဆိုရင်ဆိုတဲ့အခါမိကိုမရဲသားတွေကနေခေါ်ပြီးတော့မရဲကိုပို့မယ်ဆိုတဲ့အချိန်မှာမိဒီတို့အထက်ကောင်းလို့ရပါလားကျွန်ုပ်ကမရဲကိုမထားပါနဲ့ကျွန်ုပ်ဒီလိုမကောင်းတဲ့အလုပ်လုပ်ရတာမိဘနှစ်ပါးကိုကြည့်ဖို့ဆိုတာမိဘနှစ်ပါးပဲဟုတ်ကိုကြည့်ဖို့မျိုးကိုလုပ်ရတာပါလို့ဒီလိုအရေးဆိုလို့ရှိရင်ရမှာမရအေးမိဘနှစ်ပါးကရောအေးဒီကောင်လေးမခေါ်ပါနဲ့သူကမိဘနှစ်ပါးလုပ်ကြည့်ကြတာလို့ဖြစ်တဲ့နည်းနဲ့သူစီးပွားရှားနေတာပါသူ့ကိုမရဲဆွဲမခေါ်ပါနဲ့လို့မိဘနှစ်ပါးကရောမြင်ပြောလို့ရှိရင်ရနိုင်မှာအဲ့ဒီမရနိုင်။အော်မြည်တမ်းတွေတော့နဲ့ခေါ်ပြီးတော့မရဲပို့လိုက်ကြမှာတဲ့။အဲ့ဒီလိုဆိုသူကလောကရဲ့ဥပဒေဖောက်ဖြစ်ဟုတ်ကဲ့။လောကရဲ့ဥပဒေဖောက်ဖြစ်တယ်ဆိုတာမကောင်းတာလို့လို့ရှိရင်မကောင်းမှုကမကောင်းလို့ပေးတာ။မကောင်းလို့ပေးတဲ့မကောင်းမှုကိုအဲ့ဒီအချိန်မှာရှင်းပြပြလို့မရဘူးတဲ့။အင်္ဂလိပ်စကားလေးကပြရှိတယ်နော်။အင်္ဂလိပ်စကားလေးကဘာလို့ဆိုရင်ignorance the law ignorance of the law ဥပဒေကိုမသိကျိုးကျုံပြုခြင်းသည် excuse no mean no mean excuse no mean ဒီလိုကဥပဒေကမသိတဲ့အတွက်ဥပဒေကသုံးမလို့ဘူးလို့ဆိုနော်ဒီစကားလေးကဒီတိုင်းပဲပြောတဲ့ရှင်သာရိပုတ္တရာမရှိတဲ့အဲ့ဒီစကားမသိလို့လုပ်တာပါဆိုလို့ရှိရင်ဥပဒေကသုံးလို့မရဘူး။ဟုတ်တယ်လို့ရင်မဟုတ်တယ်လည်းဖြစ်။ဒီဒါကြောင့်မို့လို့
အခုလည်းအလေးအတွက်မကောင်းမှုလုပ်ရပါတယ်ဆိုလို့ရှိရင်အလေးကလည်းဝင်ပြီးပြောလို့မရဘူးအလေးဒီကလုပ်ရပါတယ်ဆိုလေးတရားလည်းမပြောလို့မရဘူးတခြားပုဂ္ဂိုလ်သူကိုယ်တိုင်ကလည်းပဲကျုပ်ကအမေဒီအတွက်လုပ်မှာပါအမေဒီကိစ္စတွေလုပ်ရတာပါလို့ပြောမယ်ဆိုရင်လည်းဒီကျိုးတွေကဆက်လို့မှာမဟုတ်ဘူးစဉ်းစားရဖို့ဆိုတာကစဉ်းစားခိုင်းဒီမိဘနှစ်ပါးအတွက်လုပ်ရတယ်ဆိုလို့ရှိရင်ငရဲသားတွေကငရဲငါးခေါ်တဲ့အခါကျတော့သူ့ကိုမခေါ်ပါနဲ့သူကအမိဘနှစ်ပါးအတွက်လုပ်ရတာပါလို့ဒီလိုပြောရင်ရမှာမိဘနှစ်ပါးကရောဝင်ပြီးတော့ဒီကလေးကိုမလုပ်ပါနဲ့သူသားလေးသူကမိဘနှစ်ပါးအတွက်အာဟုတွေလုပ်တာပါလို့ဒီလိုပြောရင်ရမရဘူးအာဟုတွေအကျိုးပေးခြင်းကံတဲ့အခါကျတော့ဆက်ခေါ်ပါရတာပဲဒီမေးဆိုဒီလိုရှင်သာရိပုတ္တရာကဒီသာမယအတွက်လောက်ထားပါဆိုလို့လည်းပြောလို့မရဘူးမဟုတ်တာလို့ရင်မဟုတ်တဲ့ဉာဏ်ရောက်ပါမယ်ဒီကိစ္စချင်းတွေအတွက်လုပ်ရတာပါအိမ်ကအလုပ်သမားတွေအတွက်လုပ်ရတာပါသူမျိုးသားချင်းတွေအတွက်လုပ်ရတာပါအဲ့ဒီတွေအတွက်လုပ်ရတာပါမြတ်တွေအတွက်လုပ်ရတာပါကိုယ်ကောင်အိဋ္ဌရောက်သွားတဲ့သေအောင်မျိုးအောင်တွေအတွက်လုပ်ရတာပါဒီကြီးအတွက်လုပ်ရတာပါတန်ကြီးအုပ်စုတွေင်းအတွက်လုပ်ရတာကိုယ်ခန္ဓာကိုဝါရေးစာရေးအတွက်လုပ်ရတာပါဒီလိုစင်ကြယ်တွေဘယ်လိုပဲပေးပြီးအကုသိုလ်ကျိုးပေးလာတာနဲ့တကယ်နဲ့မရေမနှတွေကပေါ်ပြီးတော့မရေချလိုက်ပါပဲရှင်သာရိပုတ္တရာမင်းနဲ့သူ့ကိုမေးတော့ဟုတ်တယ်ကိုလို့တာကိုခံရမယ်ဆိုတာဘောပေါက်နော်ကိုလို့တာကိုခံဘယ်သူကြောင့်လို့ကိုလို့ရင်ကိုခံမှာလေကိုလို့ရင်ကိုခံရမယ်ဆိုတော့ရှင်သာရိပုတ္တရာနောက်တစ်ခုဆက်နေဒီနေ့ကနေနေစဉ်းစားတာပါမိဘတွေအတွက်တရားဓမ္မအတိုင်းဆောင်ရွက်လုပ်တိုင်းပါလေမိဘတွေအတွက်တရားနည်းလမ်းမကျတဲ့ဒီစရိုက်မိဘအတွက်သူစရိုက်လုပ်ငန်းလုပ်တာနဲ့မိဘအတွက်ဒီစရိုက်လုပ်ငန်းလုပ်တာနှစ်မျိုးရှိအဲ့ဒီနှစ်မျိုးဘယ်ဟာကကောင်းတယ်လဲသိစဉ်းစားတာဆိုတော့ဒီနေ့ကလေးကပြောတယ်မိဘတွေအတွက်ဒီစရိုက်လုပ်တာကောင်းပါလေဒီစရိုက်လုပ်တာကောင်းပါဘူးဒီတော့ပါပါနော်ဒီကိုပဲဖြစ်ဖြစ်ကောင်းတာလုံးမှကောင်းတယ်မကောင်းတာလုံးမကောင်းဘူးဘောပေါက်တာတော့ရှင်သာရိပုတ္တရာပြည်နဲ့ပြောပြတယ်။ဓမ္မိကာနိတဏ္ဍာနိဣယေကံတော်အားသောပုဂ္ဂိုလ်တို့ရဲ့ဟိတုကာအကြောင်းရှိတဲ့ဓမ္မိကာတရားနိလန်ကြတဲ့ကမ္မန္တာလုံငန်းဒိဋ္ဌာတို့သည်အတ္တိသစ္စာတွေရှိ၍လေတတ်ပါလေတယ်။လောကကြီးမှာတဲ့ဒီအတွက်ပဲလုံးလို့အောင်းရောင်းကောင်းတယ်အပြစ်ကင်းတဲ့လုပ်ငန်းတွေအများကြီးရှိပါကွာ။တရားလုံးမှသက်ဆိုင်ရမှာမဟုတ်ပါဘူး။တရားတဲ့ဒီနန်းတွေကလုပ်လို့သက်ဆိုင်ရပါတယ်။အဲဒီလိုတရားတဲ့ဒီနန်းမန္တိကအမှန်တော့ကိုချင်းတရားမပြေပြားတဲ့အောင်းရောင်းကောင်းတယ်လုပ်ငန်းကိစ္စတွေအဲဒီလုပ်ငန်းကိစ္စတွေအာတောပိတရောမိသားတို့လည်းပဲကောတိတ္တာကျူးဝေးနိုင်တယ်။အပင်သမကောင်းမှုကိုလည်းပဲနာကြရပြီးနာကြရောင်းပြီးမပြရဘူး။ဘုံရင်ကပฏิပရံပฏิပိတ္တိကုသိုလ်ကောင်းမှုကိုလည်းပြုလို့ရတယ်။ဘုရားကစဉ်းစားကြည့်လိုက်။ကိုလုံးတဲ့အလုပ်ဟာတရားနိလန်ကြကိုချင်းတရားမပြတ်ကြတဲ့ကောင်းကောင်းတဲ့ပုံစံရှိပါတယ်ဒီတော့ကကိုချင်းတရားမပြတ်ကြတဲ့အလုပ်ကြီးစီးပွားရှာလို့ရတဲ့နိလန်တွေအများကြီးအဲ့ဒီနိလန်တွေနဲ့စီးပွားရှာပြီးတော့မိဘလည်းကျင်းနိုင်တယ်အကုသိုလ်လည်းမဖြစ်ဘူးကုသိုလ်လည်းလုပ်နိုင်တယ်ဆိုရင်မကောင်းဘူးလားဆိုတော့ကောင်းပါလေအဲ့ဒီရှင်သာရိပုတ္တရာမထေရကသူ့ဒီတစ်ခုစီမေးအမှုရာတွေဆိုတဲ့အခါကောင်းတာလုပ်တာနဲ့မကောင်းတာလုပ်တာအပြစ်ကင်းတဲ့အလုံးနဲ့အပြစ်မကင်းတဲ့အလုံးတွေဟာကောင်းတယ်အခုဒီလေးပြီးတော့နောက်ဆုံးမှာမိမိကိုယ်ကိုတာရေးပါရေးဘာရေးသိစားဖို့လုပ်တာတောင်မှလည်းမကောင်းတာကိုမလုပ်ပါနဲ့ကောင်းတဲ့ဒီလိုမျိုးရှိတယ်လောကကြီးပွားရှားကြရတယ်တိုင်းရှိတယ်ဘုန်းကြီးတို့တိုင်းလိုက်တာတော့ဘုန်းကြီးတို့နဲ့သိရရင်းနှီးတဲ့တရားကြတာဘုန်းကြီးရှောက်ပြတဲ့အခုသိဆိုင်ပါတဲ့ဒီဟာကလေးတစ်ရက်ကလေးရောင်းနေရသေးတယ်
နောက်ကြလို့ရှိရင်ဒီမကြခင်ဒါတွေဖြတ်ပါတော့မယ်သိရှိမှဒီသိမကောင်းတဲ့လုပ်တွေနဲ့ဒီလိုပြီးသွားမရှာတော့ပါဘူးခိုင်မာဒါလေးတွေနဲ့ကျင်းလောင်းနေရတာအခုချိန်မှာတော့ဒါလေးရှိနေသေးတယ်ဗျာမကြခင်ဒါလေးကိုဖြတ်ပါတော့နောက်ကြမှာကြီးပွားရှာတာအဖြစ်ကင်းတဲ့ဒီနဲ့ကြီးပွားရှာတာအများကြီးရှိတယ်အဲ့ဒီအဖြစ်ကင်းတဲ့ဒီနဲ့ကြီးပွားရှာပါလားတဲ့ရှင်သာရိပုတ္တရာဥဒကကြီးပြောအဲ့ဒီနှစ်ဦးသားတွေပြောတဲ့မှာစိတ်တည်ရအောင် ဥဒကကိုလေးလိုက်ချေလိုက်လေးလိုက်ချေလိုက်ရှင်သာရိပုတ္တရာတရားဟောပြီးနားချလိုက်တော့ဒီနေ့ကလေးကြီးကလည်းခေါင်းလုံးမိတ်ချဒီကအတော်မတရားလုပ်တဲ့နော်အဲ့ဒီဒီကားတွေနဲ့ပေါင်းပြီးတော့ဘုရင်ရဲ့ခန္ဓာကိုလူရဲ့ဘုရင်နဲ့ပေါင်းပြီးတော့ပေါင်းပြီးပြင်ကားရဲ့ခန္ဓာကိုလူမိတယ်အဲ့ဒီလိုနည်းနဲ့ဒီကပြည့်နေတဲ့ပုဂ္ဂိုလ်တွေကဒီမာလိခါကိုမှားနေတာပဲဒါတည်းကအကောင်းတဲ့အခြေအနေရောက်ရမှာပါရှင်သာရိပုတ္တရာမင်းကပြောတာဟုတ်တယ်။အောင်းလေးမိုက်ဆက်ချပြီးရှင်သာရိပုတ္တရာပြောတာအောင်းလေးတစ်ခါခါနေပြီးရှင်မလက်ခံရှင်သာရိပုတ္တရာလည်းဒီနေ့ကနေ့ကိုဒီနေ့ကနေ့အင်းဒီကံတော်သောပုဂ္ဂိုလ်တို့ရဲ့ဒီတုကြောင့်သံဃာတရားနိလန်းကြတဲ့ဝါကိုခြင်းတရားမပြေကြတဲ့ကမ္မနာလုံငန်းကိစ္စတို့ဤသံတိရှိကြပေကုန်၏ယေယေလုံငန်းကိစ္စတို့ဖြင့်သာပြီးတော်မိခင်ခံရတို့လိုလည်းပဲပေါ်ပြီးတတ်တာပြုနေနိုင်တယ်အာဟုကကမ္မမကောင်းမှုကိုလည်းနာကြရည်ဒီမပြုလုပ်ခဲ့ရှာနိုင်တယ်ဘုန်းကြီးကပฏิပံကုသိုလ်ရှင်တရားကိုလည်းပဲပฏิပတိဆောင်နိုင်ခြင်းနိုင်လေတယ်။သံဃာမသူအမှုကိုသာလင်ကြောဟိပြုပါတော့ဣတိယောသောကာရိပုတ္တရှင်သာရိပုတ္တရာမထေရသည်ဩဝါဒံသုံးပါဩဝါဒစကားကိုအတာတိကောင်းစွာမထေပြီးတော်မူခဲ့ပါလေတည်းအဲ့ဒီဆုံးမလိုက်တဲ့အခါကျတော့ဘယ်နည်းကြီးသဘောကျပြီးအရှင်ဘုရားရဲ့တပည့်တော်မဟုတ်တာတွေမလုပ်တော့ပါဘူးဆိုပြီးတော့ရှင်သာရိပုတ္တရာမထေရကိုဝှချပြီးပြန်သွားတယ်အဲ့ဒီချိန်ကနေစပြီးတော့ရင်းနဲ့ပေါင်းပြီးတော့တိုင်းပြည်တိုင်းကိုကြည့်ရတဲ့ဆိုရင်မလုပ်တော့အဲ့ဒီဒီသားတွေနဲ့ပေါင်းပြီးဘုရင်ရဲ့ခန္ဓာကြည့်ရတဲ့ဆိုရင်မလုပ်တော့ဘူးတဲ့တရားဉာဏ်ကြတဲ့လုပ်နေတာလည်းမလုပ်အောင်းပါဘူးလိမ္မာသွားပြီနော်ရှင်သာရိပုတ္တရာမထေရကဒီတရားရင်းကိုပြောနေလိုက်တာလိမ္မာသွားတယ်အဲ့ဒီနေ့ကျတော့ဘာဖြစ်လာလဲမင်းသားလေးပုံသားကြီးအသက်ရလေးလေးရလာတယ်နော်အကျမ်းမှာတော့ဖြစ်အကျမ်းမှာယောဂဝိရိယကြီးဖြစ်လာတဲ့အခါကျတော့သူ့ရဲ့လူတရားကိုပြပြီးတော့မြတ်စွာဘုရားကြီးကဘုရားရဲ့ခြေတော်ဆုံးရှိခိုးပြီးတော့ရှောင်းတဲ့မင်းသားလေးပုံသားအခုချိန်အတော်ကိုမကျမ်းမှာဖြစ်နေတယ်ညာတဲ့မြတ်စွာဘုရားရဲ့ခြေတော်ရှိခိုးလိုက်တယ်ဆိုတာလေးကိုရှောက်တာဒီလိုတရားကျင့်ပြီးတော့လည်းပြိတ္တာဓမ္မတွေကျတော့တစ်ခုတော့ပြောလိုက်တယ်နော်ဆရာတော်ကြီးတွေကြီးပြီးတော့မကျမ်းမှာကျေလို့ဆရာတော်ကြီးကြီးသွားပြီးတော့ရှောက်ရှင်ဘုရားကတော့မကျမ်းမှာဖြစ်နေတယ်ရှင်ဘုရားကလည်းရှိခိုးလိုက်တယ်ပြောပါဒီမှာပါဒီကြီးတော်ကိုမေတ္တာလေးပို့ပေးပါဦးဘုရားဆိုတာလေးပါလို့တယ်နော်ဘုရားစဉ်းစားတယ်ဘုရားကလည်းစဉ်းစားကြည့်မိစ္ဆာကိုယ်လေဆိုတာကိုယ်ရည်ရတာကိုယ်ခံရတယ်မိစ္ဆာအကျိုးစကမျိုးဆိုတာရှိတယ်နော်သံဃာအိတ်တဲ့သံဃာရေနုအိမ်မဲ့ဆိုပြီးဆောင်နေနာများလူတော်ကြီးချင်းများကြီးဖြစ်တဲ့လက်နဲ့ဆိုပြီးဒီတရားလက်နာရှင်ကြီးတီနှလုံးပေးဆုံးမပြေသေရင်မှာစိတ်ကစားပြီးမိစ္ဆာအကျိုးစကမျိုးအဲ့ဒီစကမျိုးသောမိစ္ဆာအကျိုးတွေကိုမိစ္ဆာပွားတဲ့ပုဂ္ဂိုလ်ကရတာအလုံးကိုမိစ္ဆာအဖို့ခံနေတဲ့ပုဂ္ဂိုလ်ရတယ်။ပွားတဲ့ပုဂ္ဂိုလ်ကရတယ်။အဲ့တော့မိစ္ဆာအဖို့ခံရတဲ့ပုဂ္ဂိုလ်ကမရဘူးလားလို့ဆိုတော့ဒါကတော့စိတ်ကြီးအောက်ဝင်လာရင်လည်းနည်းနည်းပြီးတာပေါ့ဗျာ။အေးအဲ့ဒီလောက်လေးတော့ဖြစ်မှာပေါ့။ခုနပြောတဲ့ဒီစကမျိုးကတော့ပွားတဲ့ပုဂ္ဂိုလ်ကရတယ်နော်။အဲ့တော့ကိုယ်ဘာကိုပွားရမှာမပွားပဲနဲ့ဒီလိုမိစ္ဆာပို့ပေးပါဗျာ
သိကြည့်လို့မမှန်ရင်ဘူးဒီကဟုတ်တယ်။ဒါနဲ့ကောင်ပုံတော့လျှောက်တဲ့အချိန်မှာဒီကဘာမှမပါဘူးနော်။မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကိုလျှောက်ထားပါတမင်္ဂလာပုံမှန်ကြီးရနဲ့ကျမ်းမှာဖြစ်ပြီးပါဘူး။မြတ်စွာဘုရားရဲ့ဒီလိုရှိခိုးလိုက်တဲ့ဆိုတာကိုဆောင်လိုက်ပါဟုတ်တယ်။ဒီကကိုယ်ကိုယ်ကမပါဘူးနော်။ရှင်သာရိပုတ္တရာမထေရကြီးလည်းသွားလိုက်ပါအောင်။တမင်္ဂလာပုံမှန်ကြီးကအတော့ကိုမကျမ်းမှာဖြစ်နေတယ်။အရှင်ဘုရားကိုလည်းရှင်သာရိပုတ္တရာရှင်မြတ်ကိုလည်းရှိခိုးလိုက်တယ်လို့ပြောပါရှင်သာရိပုတ္တရာမထေရကိုတော့အကျိုးကြောင့်လျှောက်ပါအရှင်ဘုရားအားလုံးလို့ရှိရင်တတိစီထွာလာခဲ့ပါနော်သမာဓိကမှာထားပြီးတော့တတိတော်စီထွာခဲ့ပါအောင်တတိတော်တို့အိမ်ထွာခဲ့ပါအောင်ရှင်သာရိပုတ္တရာမထေရကိုလျှောက်လိုက်ပါဆိုတော့ရှင်သာရိပုတ္တရာမထေရအသိနဲ့လူလိုက်ရတော့တတိယနန်းကြီးသင်္ကန်းလေးသားပေါ်ပြီးဒီနေ့တိုင်းပုံမှန်ကြီးအိမ်ထွာပါသွားသွားလိုက်တဲ့အခါကျတော့ဒီကအခြေအနေလေးနဲ့ယောဂဘယ်နဲ့ရှင်ပြန်ရှိတယ်မတတ်ဘူး။ခေါင်းကလည်းဆဲလိုက်တာတဲ့ခေါင်းကိုကျူနဲ့ကျူနေတဲ့အတိုင်းပဲပြီးတော့ခေါင်းလုံးလေးတင်းကျပ်ပြီးတော့တွေးတိုးလို့လာမသိဘူး။ဒါပဲခေါင်းကြီးတစ်ခုလုံးကိုတက်ဆဲနေတယ်အေးကြားကြီးနဲ့အထားတယ်လို့ပဲ။အဲ့ဒီကလည်းနားလိုက်တာဗျာ။နားတဲ့သမားဟာနွားတိုင်းကိုဓာတ်နဲ့မွေးနေတယ်လို့ပဲ။ဘာဥပမာလေးပြောတယ်။ဆင်းရတာဒီတော့ခန္ဓာကိုယ်ကြီးဒီဘိုးလုံးနဲ့ပူလိုက်တာမပြောနဲ့အရှင်များနဲ့မိကြီးတွင်ဒီနာကိုဆွဲပြီးတော့တတ်ထားတယ်လို့ပဲအာရောဂါပြောတယ်ပြောဥပမာလေးတွေတော့ဒီအောင်ဒီယောဂဝေဒနာကြီးပြင်းထန်နေပါတယ်ခင်ဗျာဆိုတော့ရှင်သာရိပုတ္တရာမရှိတဲ့အားပေးစကားပြောပြီးတယ်ဒီကကောင်းသွားပြီကောင်းသွားတဲ့အခါကျတော့အဲ့ဒီနေ့ကနေစဉ်းစားတော့ဒီအလေးနဲ့ထားခဲ့တယ်ဘာရမဲ့ဘဝတွေအများကြီးရှိတယ်။ငရဲနဲ့တရိစ္ဆာန်ဘယ်မှာကောင်းလဲပေါ့။ငရဲဘုံကကောင်းမလားတရိစ္ဆာန်ဘုံကကောင်းမလား။ရှင်ဘုရားနဲ့ငရဲနဲ့ဆိုင်ရင်တရိစ္ဆာန်ကကောင်းပါလေဗျာ။ဟုတ်တာပေါ့။ငရဲဆိုတာမျိုးကတော့အမြဲတမ်းဒုက္ခလာနော်။ငရဲခံရတဲ့ပုဂ္ဂိုလ်တွေကောင်းတယ်ပြီးလိုက်တယ်။အမှုတွေတောက်တာကောင်းတယ်။ဒါကောင်လေးကွင်းလို့ထွက်ပြေးတော့မကြတဲ့နောက်ကနေလိုက်ပြီးတော့ရိုက်ထွက်ပြေးလို့လုံးဝမရဘူးပြေးနေနေရတဲ့ဘောက်ကပိတ်သွားတာဒီလိုပိုင်းလို့ထွက်ပြေးနေတဲ့အဲ့ဒီနည်းကကိုပြေးတဲ့တဲ့တော့နေရာကောင်းနေရခါလိုက်အရင်တော့ဆက်အောင်တယ်နော်ဒီနေရာကောင်းတွေကချောင်းစီပြီးလှုပ်ချင်ရေးထားတာမဟုတ်ဘူးဒီဘက်ဆက်ကူနဲ့ကြည့်ပြီးတော့လောကမှာတကယ်ရှိတာတွေပေါ်ပြပြီးတော့ပေါ်တာဒီလိုခံရတာရှိတယ်အဲ့ဒါကတော့အခုဒီကမှာတချို့စာအုပ်လေးတွေထုတ်နေနော်။ဒီရွာပြန်ပုဂ္ဂိုလ်တွေရဲ့နေရဲ့အတွေ့အကြုံတွေရှိတယ်။မျိုးသွားတဲ့အခါကျတော့လည်းရောက်လာတာမျိုးရှိတယ်။အဲဒါကြောင့်မို့လို့မကောင်းမှုကိုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့မကောင်းတဲ့ဒုက္ခတွေကိုခံရတဲ့ဘုံခန္ဓာနေရဲ့ဆိုတာအမှန်တရားမှသိရဲ့။အဲဒါကြောင့်မို့လို့ဒီတရားနေရဲ့နဲ့ဆိုင်တော့တိဋ္ဌာန်ကတော့ပါသေးတယ်။ဒါပေမဲ့တိဋ္ဌာန်ရဲ့ပြည့်စုံရေးကမ်းအောင်တရိစ္ဆာန်ရဲ့ပြိတ္တာဘယ်သူကတော့သေးတယ်ဘယ်သူကတက်တာလဲဆိုအရှင်ဘုရားတရိစ္ဆာန်နဲ့ဆိုင်ရင်တော့ပြိတ္တာကတက်တာပါလေတရိစ္ဆာန်ရဲ့ဒုက္ခကိုဘုန်းကြီးတို့တရားထုတ်ပြီးတော့ပြိတ္တာကိုစဉ်းစားကြည့်တာဒီတရိစ္ဆာန်ရဲ့ဒုက္ခကိုကြီးတယ်ဘုန်းကြီးတို့သာသာလေးဆိုတဲ့ဒုက္ခပါဠိချမ်းတယ်ကနေပြီးတော့အမေရိကမှာနေတော့အဲဒီသာသာလေးဆိုတဲ့ရုပ်ရှင်ပါလေအာဖရိကတော့ရိုင်းနေတာလက်ပြထားတယ်သာသာလေးဆိုတဲ့ဘာဝတော်ရင်ရှိရှိတော့ကြောင့်လိုက်တိဋ္ဌာန်လေးကထိုင်ရတယ်ဆက်ကြတာဟိုတိဋ္ဌာန်လေးကထောင်းထောင်းနိုင်ကျင့်ပြီးတော့အဲ့ဆက်စားနေတာဒီမှာကတော့လည်းမရှိဘူးနော်ဒီမှာကတော့လည်းမရှိဘူးအလုံးစုံတော့ဆက်အောင်အခါတော်နဲ့အဲ့ဒါမလို့ဘုရားဗျာကတိဋ္ဌာန်ကိုလည်းပတ်သက်ပြီးတော့ဒီညမေညာခါရိကဒုက္ခလာခါရိကတိဋ္ဌာန်လေးဆိုတာအင်းရနေလားခါရီကတစ်ခေါက်စားနေကြတာငါစားတာလေငါကြီးကြီးကငါသေးသေးလေးကိုစားလိုက်တယ်နော်ငွေကြီးကြီးကလည်းငွေသေးသေးစားလိုက်တာပဲတစ်ခေါက်စားနေကြတာအင်းရနေညာခါရီကဒုက္ခလာခါရီကအားနေတဲ့တိဋ္ဌာန်လေးအားရှိတဲ့ကောင်တွေကစားတယ်အဲ့ဒီကပါရီတုံးမှာဆိုလို့ရှိရင်ဟိုလေလေးလေးကနေလေးပုတ်စုထွက်ပြီးတော့နေကြ
ဒီတက်တိတွေကြားရည်ချင်းလေးတွေကအားဒီမျိုးဆိုလိုက်ခံတာပဲလိုက်ခံတော့ပြီးတော့ရှာခံအိတ်ထဲကဒီလေးကောင်ပေါင်းဆွဲခဲ့တာဒါကလည်းဆိုလို့ရှိရင်တွေ့ရတယ်ကျွဲကြီးဒီအတိုင်းမှာဝတ်နေတဲ့ကျွဲချင်းလေးကြီးကထုံတက်ပြီးတော့အရှင်လမ်းကကျော်ရုပ်ကုန်းကိုဖက်ထားတယ်ကျွဲကြီးအောက်ကဒနာနဲ့မာလို့နော်အဲ့ဒီလိုတရိစ္ဆာန်တွေကဓမ္မတစ်ကောင်စားနေတာအရှင်လမ်းနဲ့စားတာနေတာဒီတော့ကြောင့်လို့တရိစ္ဆာန်ကုန်းဆိုတာအမှန်ကြီးဘုန်းကြီးတို့တရားတော်တွေလမ်းသွားရင်တွေ့ရတယ်အဲ့ဒီလေးတွေခြေထောက်နဲ့ခြေထောက်ကိုကျိုးနဲ့ခြေပြီးတော့ဆက်တိုင်းမှာပြင်သွားတာလည်းတွေ့ရတယ်ချင်းလေးဆဲပြီးတော့အရှင်လေးနော်အားဘောကနေပြီးတော့အောက်ပြေးချတယ်ဒီတရိစ္ဆာန်လေးတွေကပယ်လို့ပြောမှမရှိမလုပ်ပါနဲ့လို့လည်းပြောမယ်အခါတလေဝက်ကြီးတွေစိုးနေတုတ်ပြီးတော့အားဘောတင်သွားတာလည်းမြင်ရတယ်အားဘောမှာတင်သွားတာလည်းမြင်ရတယ်ဒီလိုတဲ့ဒီကခါပဲဒီနောက်စီးရတာစဉ်းစားကြည့်အိဋ္ဌံလောကကြီးအိဋ္ဌံဖြစ်ပြီးဆိုရင်ကိုရင်းစားပြလိုက်တာအရှင်လောကတဲ့ကလေးတွေခြေထောက်ကိုစုပြီးတော့ခြိထားတာနော်ခြိထားတာငါကြီးကိုခြိထားတာမဟုတ်ဘူးအဲ့ဒီကိုယူသွားတာဘယ်သူကမှအတားပဲမပေးဘူးအတားပဲမပေးတဲ့အပြင်တချို့ကျတော့ဒီကောင်လေးကြိုက်တယ်ဆိုပြီးတော့လည်းရိုးရိုးတာရှိတယ်ဟုတ်တယ်နော်အရှင်လောကကြီးထားပြီးတော့ဟုတ်ကဲ့နောက်ပေးမှာတိရစ္ဆာန်တွေခုခုပေါ်နေတယ်လို့ကြားတာပဲဝေငါတို့မာတို့အရှင်လောကကြီးထားပြီးတော့အော်ဒါပေးတဲ့ဒီကအဲ့ဒီနောက်ထပ်သွားစီပြီးဒီကောင်ဆိုလည်းရိုးရိုးတယ်အဲ့ဒီလိုရှိတယ်အေးတိရစ္ဆာန်လောကဆိုတာစိတ်ဓာတ်ရင်းနဲ့ခါလို့ရှိရင်တိရစ္ဆာန်လောကကပို့ပြီးတော့ဆိုးတယ်စိတ်ဓာတ်သက်တာကြီးစိတ်ဓာတ်မှာတတ်ကြမယ်လို့မရှိဘူးပေါ့သက်တာကြီးအဲ့ရှင်သာရိပုတ္တရာမေးတာအေးဒီတိရစ္ဆာန်နဲ့စိတ်ဓာတ်တော်သေးတယ်အောင်းဒီစိတ်ဓာတ်နဲ့လူဆိုရင်ဒီလိုတော့ပါလိမ့်မယ်ဗျာဒီသူကကျွဲတွေချက်နေတာနော်မရေပုံတွေမရောက်ချင်အောင်တိရစ္ဆာန်ပုံတွေမရောက်ချင်အောင်စိတ်ဓာတ်ပုံတွေမရောက်ချင်အောင်ဒီနဲ့ဟောတာအဲ့လူနဲ့သတိမာရင်းနဲ့ဒီကတော်ရင်ရှင်ပြလူနဲ့သတိမာရင်းနဲ့သတိမာရင်းနဲ့ဘူချမ်းလာတဲ့ကျဘူကောင်းပါလေဒါဖြင့်သတိမာရင်းနဲ့အာဝိညာနဲ့ဓမ္မနဲ့သုတိရာနဲ့ဒီမာနတတိအခုချင်းဟောသွားလိုက်နောက်ဆုံးဒီမာနတတိနဲ့ကြည့်တဲ့ဓမ္မကြီးကဓမ္မတွေဘယ်သူကကောင်းလို့ဆိုတော့ပုံနာဆိုတာကဓမ္မဘုရားအရှင်ဘုရားဓမ္မကြီးလို့ပြောကြတာအရှင်ဘုရားဓမ္မကြီးလို့ပြောကြတာအဲဒီကံကြီးရောနော်ဒီပြောတာကောဓမ္မဆိုတာပြောတယ်ဓမ္မဟာတော့အတ္တရဲ့ထဲမှာတော့ဆန္ဒဆုံးတယ်ဒါပြပြဒီဓမ္မကြီးရောက်ချင်လိုက်တာသိက္ခာရှိတာနော်ဓမ္မကြီးရောက်ချင်လိုက်တာဆိုဓမ္မကြီးရောက်တော့နေတော့ငါဟောနေဓမ္မကြီးကိုဘယ်လိုသွားရမလဲဆိုရှင်သာရိပုတ္တရာလည်းပြောတာမိစ္ဆာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့ဓမ္မဝိဟာရတရားလေးပါမိစ္ဆာတရားပွားပါတဲ့ဒီဓမ္မကြီးရောက်ချင်လို့ရှိရင်မိစ္ဆာပွားဒီမိစ္ဆာပွားတယ်ဆိုဘယ်လိုပွားအရင်ကတခုမှရှိတဲ့သတ္တဝါတွေကိုအာရုံစိုက်အဲဒီသတ္တဝါတွေကိုအာရုံစိုက်ပြီးဒီသတ္တဝါတွေချမ်းသာကြပါစေစိတ်လေးငြိမ်းအောင်အဲဒီကောင်တွေပြီးတော့အရှိရပြီးရင်အနောက်ရပြီးရင်တောင်းရပြီးရင်မြောက်ရအရက်ဆင်းနေတာသိပြီးသတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့မိစ္ဆာပါဘာလိုက်ပါဝါလိုက်လို့နေနေစိတ်ကလေးသတ္တဝါတွေအာရုံပြုပြီးစိတ်ကြီးပြီးတော့နေတယ်ဆိုလို့ရှိရင်မိစ္ဆာဆောင်ရအဲ့ဒီမိစ္ဆာဆံရောက်ပါလို့ရှိရင်အဲ့ဒါဓမ္မကြီးရောက်ခြင်းဆောင်ရတယ်ဆိုတော့ပုံမှန်ကြီးရတယ်တရားနာရင်နဲ့ဒီယောဂါတွေတက်တာပြီးတော့ရှင်သာရိပုတ္တရာအဲ့ဒီစိတ်ကြီးပွားနေတာမိစ္ဆာတွေကိုအဲ့ဒါလေးဆံပါကြပါစေဆိုရင်စိတ်ကိုအာရုံစိုက်ပြီးတော့မိစ္ဆာတွေပွားအဲ့ဒီမိစ္ဆာပွားရင်ပုံမှန်ကြီးရဲ့စိတ်ကြီးတော်လေးကိုပြီးနေပါတော့ရှင်သာရိပုတ္တရာအနေနဲ့ရှင်တရားဆောင်းတော်ပြန်ကြတဲ့အခါလက်တော်ရားလေးကိုတော်နဲ့ရှိခိုးလိုက်တယ်ပြီးတော့သတင်းပြလိုက်ပါဗျာပြီးတော့ရှိခိုးလိုက်တယ်ဆိုတော့ဆက်လိုက်ရှင်သာရိပုတ္တရာအနေနဲ့လည်းနိဗ္ဗာန်ကိုနာကြီးကိုမိတာပွားဖို့ပွားနည်းကရုဏာပွားဖို့ပွားနည်းဝိရိယပွားဖို့ပွားနည်းဥပိ္ပခာပွားဖို့ပွားနည်းအ
တော်လေးချမ်းသာကြပါစေဆိုပြီးတော့မိသားပွားတယ်ဆင်းရဲဒုက္ခကဒုက္ခပါစေဆိုတဲ့ကရုဏာပွားတယ်ချမ်းသာကြည်တဲ့နေကနေတော့မှမရေလျောကြပါစေနဲ့ဆိုတဲ့ဒီလိုပွားတယ်အဲ့တော့အားလုံးဟာသံဃာရင်ကိုယ်ပိုင်ဥစ္စာရှိတယ်ဆိုတဲ့ဒီခါဘာဝနာပွားဖို့ပွားနေတယ်အဲ့ဒီလိုပွားလိုက်တော့ပုံနာကြီးကမိသားကရုဏာဒီလိုဥဒုက္ခဆိုတဲ့ကိုယ်ချင်းတရားကြီးပွားလိုက်တာအားလိုက်တော့စိတ်တွေကအောင်ရင်းပြီးတော့မိသားဆံရပါတယ်ရှင်သာရိပုတ္တရာအရှင်ရတာဒီပုံနာဆိုဓမ္မဒီကမြတ်တော်ကိုဒီလိုဓမ္မဒီရောက်ကြောင်းလမ်းစဉ်ရှင်သာရိပုတ္တရာအနေနဲ့ဟောပြီးတော့အိမ်ကနေပြန်ကြွအဲ့လိုအိမ်ကနေပြန်ကြွတော့မြတ်စွာဘုရားကကျောင်းတော်ကနေဉာဏ်နဲ့ပြောသာရိပုတ္တရာဟာရှေ့ဆက်ပြီးတော့တရားမဟောဘဲနဲ့မိသားစုနဲ့ရပ်ထားပြီးတဲ့ရှေ့ဆက်ပြီးတော့ဟောဖို့ကောင်းသေးတာပေါ့မိသားစုအောင်ပို့ဖို့ကောင်းပို့ပဲပို့သူတို့ဆုံးအောင်ပို့ဖို့ကောင်းတယ်အခုဒီမဒီလောက်ကြီးရပ်ထားတဲ့သူတွေနဲ့နော်အဲ့ဒါနဲ့ရှင်သာရိပုတ္တရာမကြီးနဲ့အိမ်ကနေထွက်ခွာသွားလို့တိတ်ကြတယ်ကျောင်းတော်ရောက်ခံပြီးနောက်မှာခဏခဏကိုနိုင်ရတယ်အနိစ္စရောက်သွားပြီးတော့မိသားစုကိုအဲ့ဒီသွားလိုက်ရတယ်ကိုယ်ဆံရဲ့အရှိန်ကခဏခဏကိုနိုင်ရတယ်ဒီလိုတဲ့ဒီမှာဒီရှင်သာရိပုတ္တရာမကြီးနဲ့ကျောင်းတော်ရောက်တဲ့အခါကျတော့လက်ဆောင်တဲ့ကရှင်ဗျာတဲ့ခဏခဏကိုနိုင်ပြီရသော်ပြောတော့လိုက်ကြောင်းမှာလိုက်ပါဗျာဆိုတော့သာရိပုတ္တရာနဲ့ဒီပုံနာကြီးကိုရှေ့ဆက်ပြီးတော့တရားဟောဖို့ကောင်းတာဒါဖြစ်လို့ဓမ္မကြီးနဲ့ရထားခဲ့တော့ဆိုတော့အရှင်ဘုရားရဲ့ဒီတော်ကပုံနာကြီးဆိုတာဓမ္မကြီးကိုတည်ပြီးတော့ပြန်ဟောတာဒါကြောင့်မို့ဆွဲဆွဲလန်းလန်းရှိတဲ့ဒီတော်ကဓမ္မကြီးရောက်ကြောင်းတရားကြီးဟောခဲ့တာဆိုတော့ရသော်ဘုရားကဒါလေးရှိစိတ်ကားတာလေးကိုပုံနာကြီးကိုဆုံးပါပြီတဲ့ဓမ္မကြီးလည်းရောက်သွားပြီဒါဓမ္မကိုတည်တင်လိုက်တာနော်သောတာပန်မှာအခြေအနေမျိုးလာဆိုလို့ရှိရင်ဓမ္မတန်ပုံနာကြီးအပေလေးကရှိဒါကြောင့်မို့လို့မေတ္တာတရားတကယ်တော်များကဩဝရေယနိတာတိယအတ္တဘာသာမိပါလေအတိနိသောပိယောဟောတိအတ္တံဟောတိအပိယောဩဝရေယသမဩဝါဒပိယနိတာတိယသုံးပါယဤအတ္တဘာမတော်မလျော်တဲ့မူကိစ္စမနိပါရေနိတာယဤသောတုဆုံးမဩဝါဒပေးတဲ့ပုဂ္ဂိုလ်တဏ္ဍာကောင်းလို့တာပြီးရချစ်ခင်လေးစားအပ်အာတတံဒီရောမဟုတ်ဒီရောမာလို့ကတော့အပိယောမချစ်ခင်အပ်ဟောဒီသူတဲ့တဲ့ဖြစ်ပါလေတော့ဤတိရောဂဝါရှိဘုန်းတော်လည်းဖြင့်သင်္ကောင်းရတရားဤသောသာကောင်းတော်မတိဟောကြားတော်မူခဲ့ပါလေတည်းဒီလိုနဲ့ဒီကနေ့ကိုဆက်ပြီးဆိုတဲ့အရာဒီဆုံးပါပြီ